တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ2026ခုနှစ်ပထမဆုံးမြန်မာ Viral Now ရဲ့ညစဉ်တယောသတင်းအစီအစဉ်မှာအဝေစီကိုမဲယုံစင်းစစ်တဲ့အုတ်ချုပ်ရင်မူရဲ့သတင်းကနေတရုတ်ဖဏတ်ကြွားတဲ့တုတ်တန်စစ်စင်ရဲ့အထိအစုံအလင်းပါဝင်မှာမို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာသတင်းခေါင်းစဉ်တဲ့အဝေစီမဲယုံအထိစင်းစစ်မီအုတ်ချုပ်ရင်မူဆိုတဲ့သတင်းဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းကံမမြို့နယ်အုတ်ချုပ်ရင်မူဇော်မင်းနိုင်ဟာမနေ့ကရွေးကောက်ပွဲပြဇက်မှာမဲယုံတွေကိုလိုက်စစ်ရင်စိတ်မချတာနဲ့အဝေစီငရဲပြေကမဲယုံတွေကိုပါစစ်ဆေးဖို့ဂျေဆန်၃ချက်ကိုဝင်ခွင့်လက်မှတ်အဖြစ်တုံးပြီးတော့အပိအပိုင်ပြောင်းရွှေ့သွားခဲ့ပါတယ်ကာမမြို့ကိုရောက်တာတနစ်တောင်မပြည့်သေးပေမဲ့သူ့ရဲ့အလုတ်အပေါ်မှာစိတ်အားထက်သန်မှုကြောင့်အခုဆိုရင်ငရဲဦးစီးဌာနမှာအမြဲတမ်းအုပ်ချုပ်ရေးမှုအဖြစ်ယာသူတူသွားပြီးဖြစ်ပါတယ်ခင်ဗျာသတင်းခေါင်းစဉ်နဲ့နေ့စာငင်းတရားအားထုတ်ခွင့်ရဖို့အပုလေးလက်တကန်းသားလို့ဆိုတဲ့သတင်းဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်တဟိတ်မြို့မှာ ICJ တရားရုံးပြန်စနေပြီဖြစ်လို့အခုဆိုရင်အပုလေးမဲအောင်လိုင်းကိုစားခန့်ထားတဲ့နိုင်ငံတကာလက်ဖြားရေးအေဂျင့်ကြီးကိုလိုင်းကနယ်သာလန်က ICJ တရားရုံးမှာအသေးအတန်သွားပြီးဆင်ခြင်ပေးရှောက်လဲနေပါတယ်ပြည်သူတွေကတော့အင်္ဂလိပ်စကားပြောအရန်ကျွမ်းတဲ့ဇော်မဲလုံးကိုပဲပွဲထုတ်စေချင်နေကြတာပါသူသာရောက်သွားရင်တော့သူ့ရဲ့ကဘာကျော် American Great Again ဆိုတဲ့အင်္ဂလိပ်စကားနဲ့တရားသူကြီးကိုမျက်စိလဲအောင်တော်ကီအမုန်းကျွေးနိုင်မှာကတော့လုံးဝကိုသေချာပါတယ်ခင်ဗျာ Makes American great again သတင်းခေါင်းစဉ်၃တရားမပြောင်းတော့လဲသူကောင်းဖြစ်စေမည်ဆိုလာတော့အလုတ်သမားဝင်ကြီးဌာနဤစေတနာဆိုတဲ့သတင်းဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်အလုတ်သမားဝင်ကြီးဌာနဟာ AI ခေတ်မှာတရားမပြောင်းသူကောင်းမဖြစ်စကပုံကိုအနာပေးလိုက်ပြီးတော့ပြည်တွင်းမှာတင်အိမ်ကနေမထွက်ပဲတိန်းထောင်ချီရှာနိုင်တဲ့မီလီယံနာနေလန်းတွေကိုလေစိတ်မှတင်လက်တွေ့တင်ကြားပေးနေပါတယ်နိုင်ငံခြားသွားဒုက္ခခံမဲ့အစားပြည်တွင်းမှာတင်ကြက်တန်းပေါင်းများစွာကိုပိုင်ဆိုင်နိုင်ဖို့လင်းပေါ်မတင်ပဲအိမ်ကိုပြန်ခိုင်းလိုက်တာပါဘာဖြစ်လို့လဲဆိုတော့ကြက်ွေတန်ဖိုးကတနစ်တခြားဖောင်းပွားနေတာကြောင့်အခုဆိုမြန်မာပြည်သားတိုင်းဟာပတ်စံအိတ်ထဲမှာတင်300ကနန်းထောင်ကနန်းမကပဲမီလီယံနာကြီးတွင်ဖြစ်နေကြပါပြီဒါကြောင့်လေစိတ်လဲပြန်ရတဲ့အလုတ်သမားတွေအနေနဲ့ဝင်ကြီးဌာနရဲ့စေတနာကိုနားလည်ပေးနိုင်ကြတယ်လို့သတင်းပေးဖို့လက်ခံရရှိထားပါတယ်ခင်ဗျာသတင်းခေါင်းစဉ်၄မိုးကုတ်မိုးမိတ်တွင်ဧည့်ဆိုးများကို PDF များကအပူတပြင်းဧည့်ခံနေဆိုတဲ့သတင်းဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်တရုတ်ရဲ့ဂျားဝင်မှုနဲ့မိုးကုတ်မိုးမိတ်ကိုအလွယ်တကူပြန်ရလိုက်တယ်လို့ထင်နေတဲ့အကြမ်းဖက်စစ်တပ်ဟာ PDF တွင်ရဲ့အပူတပြင်းဧည့်ခံမှုကြောင့်မြို့ထဲမှာဘာမှမလုပ်နိုင်ပဲအကြက်ရိုက်နေကြပါတယ်အကြမ်းဖက်စစ်တပ်ဟာမြို့ကိုအုပ်ချုပ်ဖို့တက်ဂျီဇန်ကြားမှာဘယ်လိုအသက်ဆက်ရမလဲဆိုတာကိုပဲအချိန်ပြည့်စဉ်းစားနေတာကြောင့်မိုးကုတ်မြေဟာသူတို့အတွက်ကတော့ပရမများမေမဟုတ်တော့ပဲတုတ်တန်မြေသာဖြစ်လာတော့မှာပဲဖြစ်ပါတယ်ခင်ဗျာသတင်းခေါင်းစဉ်၅အာနာယူများရဲ့လက်ချက်နဲ့တူနေသောအိမ်မက်ပြတ်သုံးမှုများဆိုတဲ့သတင်းဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်အီရန်နိုင်ငံမှာအသက်23နှစ်အရွယ်ကျောင်းသူရိုနာဘီအာမီနီယာဟာဦးခေါင်းကိုအနေကပြစ်ခတ်ခံရပြီးသေဆုံးသွားခဲ့ရပါတယ်ဒီဖြစ်စဉ်ကမြတ်သက်ခိုင်ဦးခေါင်းကိုအပြစ်ခံရတဲ့မြင်ကွင်းကိုပြန်မြင်အောင်စေပါတယ်အာနာယူရင်ရဲ့ဦးနောက်ထဲမှာအိမ်မက်ဆိုတဲ့စကားလုံးမရှိပဲဂျီဇန်ဆိုတာပဲရှိနေတာပါဒီလိုရုပ်မှမှုတွေကငြိမ်းချမ်းစွာဆန္ဒပြရာကနေလက်နက်ကင်တော်လန်ဖို့အထိဖြစ်လာစေခဲ့တာဖြစ်ပါတယ်လူငယ်တွေရဲ့အိမ်မက်တွေကိုဂျီဇန်နဲ့ခြေမုံလို့ရမယ်လို့ထင်နေတဲ့အာနာယူရင်အတွက်ကတော့တနေ့မှာသူတို့ရဲ့အိမ်မက်ဇိုးတွေစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာက
ကဲအခုတော့ကျွန်တော်တို့နိုင်ငံမှာအင်မတန်မှအရန်ကိုထူးဆန်းလွန်းတဲ့တုတ်တန်စစ်စင်ရေးဆိုတဲ့ဗီဒီယိုဖိုင်ဖြစ်စဉ်ကိုကြည့်ကြရအောင်ပါခင်ဗျာ အဲ့ဗဒအုပ်ကူတွေကဘယ်လိုဖြစ်သွား အဲ့လိုဒီမှာကွာဟိုအဖြစ်နေရခြေတော့ကရှူးရဲ့ကျိုးကရော့တယ်ကျွန်တော်ကရှူးကျိုးကိုခြီတာတော့မှကျွန်တော်ကဟိုဗရက်တွေရဲ့အုပ်ကူမှာကျွန်တော်က ဒီမှာဟိုမှာအောက်ကဥစ္စာလေးတွေနင်းပြောက် ဒါခြီတာကျွန်တော်ဒီဘက်ကကျွန်တော်ကအမှတ်တရအနေနဲ့ဒါကျွန်တော်တရုတ်ပြဝဲလာတာ အုတ်ကူပေါ်မှာခြေတင်ပြီးတော့တရုတ်ဖက်နှက်ကြွားပြနေတာကကပ္ပအစင်မင်းစစ်ဗျူဟာကြီးပေါ့နော် မြို့ချစ်ကြီးတွေကတရုတ်ဖက်နှက်မှစီးသက်တာလားဗျမသိလို့ အမှတ်တရအနေနဲ့ကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာလဲကျွန်တော်ပလောင်တွေရဲ့အနေအောင်ဒီကောင်နဲ့သွားနေတာဒီကိုလာတော့လဲကျွန်တော်ဒီဖက်နှက်ပဲရှိလားအမှတ်တရကျွန်တော်ထတ်တက်အောင်မှာမိုးကုတ်လဲကျွန်တော်ဒီဖက်နှက်နဲ့ပဲသွားအောင်ပါကျွန်တော်မှအခြားဖက်နှက်တွေရှိတယ်မရှိဘူးဒီဖက်နှက်ပဲရှိမှာအဲ့တော့မှကျိုးတွေတင်းလို့ဒီမှာကျိုးလာတင်းတာဟောဒီမှာဗျာ လက်နဲ့မကန်နေလေဗျခင်ဗျာ ကျော်စိုးခမည်းပါဇက်ကထွက်လာတဲ့စကားတွေကလေချီးမပြောဘူးသေးတဲ့တောင်ပုံနှံ့တယ်ဒါကုံငါမင်းဆွေကတောင်မနေနိုင်လို့မင်းကငါတို့စစ်တပ်ကိုအိုးမဲတုတ်နေတာဆိုပြီးတော့ပြန်ဖဲ့တာကတော့လေမင်းအတွက်အကြီးမားဆုံးသောအရှက်တကွဲအကျိုးနဲ့ရခြင်းပဲနော် ဟုတ်ကဲ့အားလုံးထိလောက်ကြတော့မြန်မာများခင်ဗျာအဲ့ဒီကိုကြော်စိုးဦးဆိုတဲ့ကောင်ကပိုပြီးဆိုးနေတယ်နော်မေဟဲ့မင်းအခုကပါလဲဟိုသေးနဲ့ပါထပ်သေးနဲ့ပါမင်းသေးပေါက်ပြအောင်မဟုတ်လားအုတ်ကူတွေပေါ်မှာဟုတ်လားဟို PDF ဟိုတေဆုံးသွားတဲ့ PDF လူငယ်တွေရဲ့အုတ်ကူပေါ်မှာမင်းသေးနဲ့တော့ပန်းပြအောင်မထပ်ပြောပြန်တယ်ငါကွာမင်းတို့တော်နော်မင်းပိုပြီးတော့မင်းဟိုမိုက်ရိုင်းလာတယ်နော်မင်းဒီလောက်ပြောတယ်လည်းမင်းနားမလဲဘူးနော်မင်းဒီလောက်ပြောလည်းမင်းနားမလဲဘူးမင်းတော့သွားပြီးဟဲ့အောင်နော်မင်းသွားပြီးမင်းရဲ့တပန်းကြောင်းနဲ့သွားပြီးဟဲ့အောင်မင်းအဲ့ဒါမင်းနားလဲလားတပန်းကြောင်းဆိုတာနော်ကိုကအမှန်တန်ကောင်းနေတော့မှဟုတ်လားငါတို့လိုဟုတ်လားသူတို့အခေါ်ဘောမပေါ့ဗျာနော်အဲ့ငါတို့လိုဘောမတွေကအမှန်တန်ကောင်းနေတော့မှဒီကောင်တွေကအထင်မှားတယ်နော်ငါဆိုရင်ဘလောက်ပဲငါဟုတ်လားဒေါအောင်ဆန်းစုကြည်ကိုဒီသတင်းစာထဲမှာဘာမှငါရေးခဲ့တာမဟုတ်ဘူးနော်မောင်ရင်းနှမလို့သူလွတ်မြောက်ဖို့မင်းကိုယ်နဲ့လွတ်မြောက်ဖို့ရေးခဲ့တယ်ဒါလည်းငါ့ကိုခုတည်းအထင်မှားနေတော့မယ် ဒါကြောင့်ကျော်စိုးဦးရင်မင်းကိုပြည်သူတွေက300စုကြည်ထုတ်တာကမထူးဆန်းဘူးမင်းရဲ့လောက်ရက်ကတရုတ်ဖက်နှက်ကိုစီးပြီးတော့အဝေစီကိုမရမကသွားချင်နေတဲ့ပုံစံမျိုးဖြစ်နေလို့ပါပဲခမည်းတော်ကမျိုးချစ်စိတ်ပြဖို့အတွက်အုတ်ဂူပေါ်တက်ပြီးတရုတ်ဖက်နှက်ကျိုးချီရဲလားဗျအခုမြန်မာပြည်မှာတော့တရုတ်ဖက်နှက်စီးရတာကိုမှအင်မတန်ဂုံစားနေတဲ့300တန်လူစွမ်းကောင်းတယောက်ရှာမရှာပေါ်ထွက်လာပါပြီခင်ဗျာကဲဒါကတော့ဒီနေ့အတွက်မြန်မာ Viral Now ရဲ့ညစဉ်သေရောသတင်းစီစဉ်ဖြစ်ပါတယ်မနေ့ဖြန်မှာလဲညစဉ်သေရောသတင်းတွေနဲ့ပြန်လာခဲ့ပါမယ်တော်လန်ပြည်သူများကိုစိတ်နှပြကျမ်းမရွှင်လန်းနိုင်ကြပါစေခင်ဗျာ